အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အမျိုးသမီးတုပ်ရည်ဆိုတာတကယ်ရှိသလားဆိုတဲ့အကောင်းစင်လေးနဲ့ပြန်လည်ပြီးမှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လင်စစ်ဆန်မှုပြီးမြောက်တဲ့အခါမှာအမျိုးသားတွေအနေနဲ့တုပ်ရည်ထုတ်လွှတ်ခြင်းဖြစ်စဉ်ကတော့အားလုံးသိကြတဲ့အတိုင်းပဲပေါ့နော်ဒါဆိုရင်အမျိုးသမီးတွေရောအမျိုးသားတွေလိုပဲတုပ်လွှတ်တဲ့အချိန်ရှိပါသလားဒီမိခွန်းရဲ့အဖြေကိုသိချင်ရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော်ပထမဆုံးအနေနဲ့အမျိုးသမီးတုပ်ရည်ဆိုတာကဘာလဲအမျိုးသမီးတုပ်ရည်ဆိုတာကတော့လိင်စစ်ဆန်နေခြင်းအတွင်းနဲ့ orgasm လို့ခေါ်တဲ့ပြီးမြောက်မှုအချိန်မှာအမျိုးသမီးရဲ့မိန်းမကိုယ်မှာအရည်များထွက်ရှိတာတွေကိုပြောခြင်းပဲဖြစ်ပါတယ်ဒီဖြစ်စဉ်ကိုစိပညာအရ female ejaculation လို့ခေါ်တဲ့ရှေးခေတ် Greek လိုမျိုးတွေကတောင်ဒီအကြောင်းကိုမှတ်တမ်းတင်ခဲ့တယ်လို့ဆိုကြပါတယ်မိန်းကလေးတုပ်ရည်ဆိုတာဘာလဲဆိုတာသိပြီးသွားရင်တော့အမျိုးသမီးတုပ်ရည်ဘယ်နှမျိုးရှိလဲပေါ့နော်အဲ့ဒါကိုဆက်လက်ပြီးမှရှင်းပြပေးပါမယ်ရှင်အမျိုးသမီးတွေ orgasm ရပြီးတဲ့အချိန်မှာတာမန်အတိုင်းပဲမိန်းမကိုယ်ကနေအရည်ထွက်ကြတာရှိတယ်လို့စီးသွားတယ်လို့မျိုးပန်းထွက်တတ်တဲ့အရည်မျိုးလည်းရှိပါတယ်ဒီနှစ်ခုဟာပြီးမြောက်လို့ရှိရင်ထွက်လာကြတယ်လို့ဆိုပြီးမဲ့ထွက်တဲ့နေရာနဲ့ပါဝင်ပစ္စည်းတွေကတော့မတူကြပါဘူးเนาะတာမန်အတိုင်းပြီးမြောက်သွားတာကတော့ female ejaculation လို့ခေါ်ပြီးတော့စီးသွားတယ်လို့မျိုးပြီးမြောက်တာကတော့ squirting လို့ခေါ်ပါတယ်ဒါကြောင့်မို့လို့အမျိုးသမီးတုပ်ရည်အမျိုးအစားခွဲခြားမယ်ဆိုလို့ရှိရင် ejaculation နဲ့ squirting ဆိုပြီးတော့နှစ်မျိုးရှိတယ်လို့ပြောရမှာပဲဖြစ်ပါတယ်ejaculation ဆိုတာကတော့အမျိုးသားတုပ်ရည်နဲ့ဆင်တူပါတယ်ပုံမှန်အားဖြင့်ပြောရမယ်ဆိုလို့ရှိရင်အရည်ကပြည့်ရွှဲပြီးတော့နုညံ့နေအောင်ရှိပါတယ်ရှင်ဒီအရည်က pararectal လို့ခေါ်တဲ့လမ်းကြောင်းတစ်ခုကနေထုတ်လုပ်တာပဲဖြစ်ပါတယ်အမျိုးသားတွေရဲ့စီးကျိတ်တွေနဲ့ဆင်တူပြီးတော့အမျိုးသမီးစီးကျိတ်လို့ခေါ်ပါတယ်သိပ္ပံနည်းကျလေ့လာမှုတွေအရအမျိုးသမီးတွေတုပ်ရည်ထဲမှာအဓိကပါဝင်ပြီးတော့ glucose ပြီးတော့ proteins ပြီးတော့ C မှာအဓိကတွေ့ရတဲ့ဓာတ်ပေါင်းတစ်မျိုးနဲ့ BSL ပါဝင်နေတယ်လို့သိရပါတယ်ရှင် BSL လို့ရှိရင် insight တစ်မျိုးဖြစ်ပြီးတော့အမျိုးသားတွေရဲ့တုပ်ပိုးမှာပါပါတယ် insight တစ်မျိုးနဲ့တူညီလို့သိရပါတယ်အဓိကအားဖြင့် BSL ဆိုလို့ရှိရင်တုပ်ကောင်တွေကူးခတ်ရတာလွယ်ကိုစေဖို့အတွက်ကိုငေပါတယ်ဒါအပြင်တခြားဓာတ်လည်းပါဝင်ပြီးတော့တုပ်ကောင်လေးတွေရဲ့အာဟာရဖြင့်အသုံးပြုတယ်လို့သိရပါတယ်တခြားဓာတ်ဆိုလို့ရှိရင်အမျိုးသားတွေရဲ့တုပ်ရည်မှာရေဘူးရအဖြစ်ပါဝင်ပြီးတော့တုပ်ဘူးတွေရဲ့စွမ်းရည်ဖြင့်လှုပ်ဆောင်ပေးပါတယ်နောက်တစ်မျိုးကတော့ squirting ကဘာလဲဆိုတာဆက်ပြီးတော့ရှင်းပြပေးမှာပဲဖြစ်ပါတယ် squirting လို့ခေါ်တဲ့အရည်တွေကတော့မြအဖြစ်အယောင်မရှိအနက်လည်းမရှိပါဘူးเนาะ squirting တွေကဆိုလို့ရှိရင်စီအိမ်ကနေပြီးတော့အဓိကထုတ်လုပ်ပြီးတော့စီးလိုမျိုးဖွဲ့စည်းပုံနဲ့ဆင်တူပါတယ်ဒီအရည်မှာလည်းတစ်ခါတရံမှာ BSL ပါဝင်ပြီးတော့ပုံမှန်အဖြစ်လူတစ်ယောက်ချင်းစီပေါ်မှာမူတည်ပြီးတော့စွန့်ထုတ်တဲ့ပမာဏဟာ ejaculation ထက်ပိုများပါတယ်ဒါဆိုရင်အမျိုးသမီးတုပ်ရည်ထွက်ခြင်းကခန္ဓာကိုယ်အတွက်ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲဆိုတာကိုဆက်လက်ပြီးတော့ရှင်းပြပေးမှာပဲရှင်နံပါတ်1ချက်အနေနဲ့ခန္ဓာကိုယ်တဘာဝတန့်စင်မှုပေးပါတယ်ရှင်မိမကိုယ်အတွင်းမှာရှိတဲ့ဘက်တီးရီးယားတွေကိုထုတ်တဲ့နေရာမှာအထောက်အကူပြုပေးပါတယ်နောက်တစ်ချက်နံပါတ်2အချက်ကတော့နာကျင်မှုတွေသက်သာစေပါတယ်တချို့အမျိုးသမီးမှာဆိုလို့ရှိရင်ယာတီလာတဲ့အချိန်မှာနာကျင်တာကြိုက်ခဲမှုတွေဖြစ်ကြပါတယ်ဒီလိုမျိုးနာကျင်ကြိုက်ခဲမှုဖြစ်တာအမျိုးသမီးတုပ်ရည်ထုတ်လိုက်ပြီဆိုလို့ရှိရင်နာကျင်ကြိုက်ခဲမှုကိုသက်သာစေနိုင်ပါတယ်နံပါတ်3ချက်အနေနဲ့စိတ်ဖြစ်စီးမှုကိုလျော့ကျစေပါတယ်အမျိုးသမီးတွေပြင်းပြောက်ခြင်း orgasm ဖြစ်စဉ်မှာဆိုလို့ရှိရင်ဟော်မုန်းတွေထွက်ပါတယ်ဒီဟော်မုန်းတွေဟာဆိုလို့ရှိရင်စိတ်ဖြစ်စီးမှုတွေကိုလျော့ကျစေပါတယ်နံပါတ်4ချက်အနေနဲ့အိပ်ပျော်စေတဲ့အစွမ်းလက်ရှိပါတယ်ရှင်လိင်မှုကိစ္စပြီးတဲ့အချိန်မှာ prolactin လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးထွက်ပါတယ်ဒီဟော်မုန်းဆိုလို့ရှိရင်နှစ်ရှိုက်အိပ်ပျော်စေဖို့အတွက်အထောက်အကူပေးနိုင်ပါတယ်နောက်တစ်မျိုးကတော့အမျိုးသမီးတုပ်ရည်နဲ့ပတ်သက်ပြီးတော့တတိထားရမယ့်အချက်များကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်
အမျိုးသမီးတို့ရေထွက်တယ်ဆိုတာကတော့လိင်မှုကိစ္စမှာမဖြစ်မနေလိုအပ်တဲ့အရာတော့မဟုတ်ပါဘူးတချို့အမျိုးသမီးတွေမှာလုံးဝမထွက်နိုင်သလိုတချို့အမျိုးသမီးတွေမှာကြတော့အတူလိုထွက်နိုင်ပါတယ်တကယ်ထွက်ခဲ့လို့ရှိရင်တယောက်နဲ့တယောက်ခန္ဓာကိုယ်ကတုံ့ပြန်လို့မတူကြတဲ့အတွက်ကြောင့်မို့လို့ ejaculation လား squirting လားဆိုပြီးတော့ပြောလို့မရပါဘူးเนาะတတိထားရမယ့်အချက်ကတော့ထွက်လာတဲ့အရည်တွေမှာဆိုးရွားတဲ့အနံ့ရှိမယ်ပြီးတော့အဝါရောင်အစိမ်းရောင်မိခိုးရောင်ဒါမှမဟုတ်ပုံမှန်မဟုတ်တဲ့အရောင်တွေ့ခဲ့လို့ရှိရင်နောက်အရည်ထွက်လာတဲ့အချိန်မှာရရန်တာနာကျင်တာဒါမှမဟုတ်မအီမတာဖြစ်နေမယ်ဆိုရင်တတိထားရပါမယ်နောက်တစ်ချက်ကတော့အရင်တုန်းကကိုကအရည်ထွက်တာမျိုးမကြုံဘူးရုတ်တရက်ကြီးစတင်ပေါ်ပေါက်လာပြီးတော့အနာကျင်မှုဝေဒနာဘာဖြစ်ပေါ်လာမယ်ဒီလိုလက္ခဏာတွေဖြစ်လာမယ်ဆိုလို့ရှိရင်ဘက်တီးရီးယားပိုးဝင်တာပေါ့နော်ဥပမာဆီလန်ကြောင့်ပိုးဝင်တာလိုမျိုးအခြားသောကျန်းမာရေးအခြေအနေလက္ခဏာတစ်ခုဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့အထူးသတိထားရပါမယ်ရှင်လူတော်များများကပေါ့နော်ဒီခေတ်အဆက်ဆက်မှာလိင်မှုကိစ္စလို့ပြောလို့ရှိရင်ရှက်စရာကောင်းတယ်ပြီးတော့ကြောက်စရာကောင်းတယ်ကဲ့ရဲ့စရာကောင်းတယ်လို့ထင်ခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့အခုခေတ်မှာဆိုလို့ရှိရင်လိင်ပညာပေးမှုတွေကအတူတက်လာတာနဲ့အများအပြားအကြောင်းအရာကိုပွင့်ပွင့်လင်းလင်းဆွေးနွေးလာကြပါတယ်ဒါကလည်းဖြစ်တဲ့ကိစ္စလေးပါ။ဘာကြောင့်လဲဆိုလို့ရှိရင်လူမျိုးတွေဆက်ပြီးတော့တည်ရှိဖို့အတွက်ဒီကိစ္စဟာမဖြစ်မနေလို့အတဲ့ကိစ္စပါ။အမျိုးသမီးတွေခန္ဓာကိုယ်ကတဘာဝတုံ့ပြန်မှုတွေရှိနေပြီးတော့တုပ်ရည်ထွက်တဲ့ဖြစ်စဉ်ဆိုတာကလည်းပုံမှန်ကျန်းမာရေးလက္ခဏာတစ်ခုဖြစ်တဲ့ဆိုတာကိုနားလည်ထားဖို့အရေးကြီးပါတယ်ရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်